ဖယားမင်းမင်းဖယားမိဖယားဒေဝီမြို့တော်စုံကြီးဝင်ခွင့်ကိုတောင်းနေပြီအရှင်ကြီးရှေးမောင်ဝင်ခွင့်ပြုပါဖယားကဲမိဖုရားဒေဝီငါဣရှိမောင်ခါစားရောက်တာသိန်းအမျိုးဆိုတာဘသူကဘာတော်ပါသလဲဗျာပြောပြစမ်းရှောက်တင်စမ်းပါကွယ်ရစက်လာကြီးလားချစ်တမီးငယ်ရဲ့တမီးရဲ့အပြူတွေဟာလွဲမလို့လားတလန်တထွားမြတော့အကြည့်တတန်တရားဘဝအတိသိရပြီတဲ့အဖေနဲ့မောင်လေးတို့ကိုတကယ်မသိတော့ဘူးလားကွယ်အနုပညာမျိုးရိုးတွေလို့ပြောမခက်နေသလားနန်းတော်ကမြောက်စားလိုက်တာဒီအနုပညာပါပြန်ကြပါစို့ဖေကြီးဟာတာရုတွေကိုမိကသွားပြီဗျာချင်းလေးနဲ့ပြောမယ်တချင်းလေးနဲ့နေမယ်ဆိုတော့လေအဆိုသမားမဟုတ်အငိုသမားယုံဖြစ်နေရတယ်လို့ပဲစီရွှေကား၍ရွှေစကားများစကားအမုန်းစကားဆိုရဲ့ပြီလားချီအော်အခုတော့အပြစ်ဖို့တဲ့တဲ့ညာမငိုတာအချစ်ဖို့တဲ့မေစာကိုသာတယောက်ထဲရောက်ခဲ့ရပြီလေခွင့်လွတ်ပါလူလေးမိထားတဲ့စေတနာဝေဒနာမဖြစ်ပါဘူးကွဆရာတို့နဲ့အတူလိုက်ခဲ့ကိုအနုပညာကိုသာကွယ်အနောက်ရှက်ဖဲကွယ်ကိုတက်ပါတော့သူခုမကိုဖော်ထုတ်ခါအယိုးထုတ်ကြမယ်လူသားတို့နူးညံ့မှုစိတ်ကိုကြည်လင်အားထုတ်လို့အနုပညာကိုသာဒီဘဝအယိုးထုတ်ကြမယ်လာ